ပဲပဲတီးကအရန်ကိုတောက်ချင်နေတယ်ဒါပေမဲ့အပြင်ထွက်ပြီးမောရချင်ဘူးဆိုတော့အိမ်မှာပဲ online မှာတွေ့တဲ့ဗီဒီယိုတွေကအတိုင်းလိုက်လုပ်ကြည့်ပါမယ်ဇောအဲ့ဒါတော့မြန်မာလက်ဖက်ချောက်ကိုအရင်ဆုံးမှုေးနေအောင်လှုပ်လိုက်ပါတယ်ပြီးရင်တော့ brown sugar ဒါမှမဟုတ်လို့ရှိရင်ကျန်တကရေခဲထည့်ပြီးတော့မှလှော်ပြီးရေလေးနဲ့စူနေအောင်တည်ရပါတယ်အဲ့တော့ orange note လေးလိုချင်လို့ orange လေးကိုထည့်လိုက်ပါတယ်မထည့်ရင်လည်းရပါတယ်ဒီမျိုးစူပွက်လာပြီးတော့မှအရောင်လေးလှလာပြီးဆိုလို့ရှိရင်အေးအေးခံပြီးတော့စစ်ထားလို့ရပါပြီဒီလိုမျိုးပြုတ်တဲ့ချိန်မှာအနက်လေးကအရှယ်ကိုအရန်ကိုမွေးနေတာပဲအဲ့တော့မြန်မာလက်ဖက်ချောက်ကတော်တော်လေးအနက်မွေးတာသိတယ်ဟုတ်ပြီးတော့ဘိုဘာတီးဆိုရင်အဲ့တော့မှဘိုဘာချီတော့ကြောက်ကြောနဲ့ကြိုထားတာလေးကိုပဲစိတ်စိတ်လေးလုပ်ပြီးတော့ဘိုဘာစီအနေနဲ့ထည့်လိုက်ပါတယ်ပြီးရင်တော့ခုနကြိုထားတဲ့လက်ဖက်ရည်လေးကိုကြိုက်တဲ့လောက်ထည့်ပါမယ်တို့ဒါမှမဟုတ်လို့ရှိရင် coffee creamer ကိုထည့်လို့ရပါတယ်ဟိုကဖန်ဖန်လေးကြိုက်တယ်ဆိုရင်တော့အခါရည်လေးများများထည့်ရပါမယ်အခုချိန်မှာဆိုလို့ရှိရင်နို့နဲ့လေးတင်းပြီးတော့မှမြန်မာလက်ဖက်ရည်အနက်လေးတင်းနေတဲ့ကြောက်ကြောနဲ့ mix tea လေးရပါပြီကြောက်ကြောနဲ့လေးကလည်းအေးဆက်ဆက်လေးနဲ့တော်တော်လေးစားလို့ကောင်းပါတယ်ဒီမှာလောက်တာဆိုတော့အချိုလည်းမကဲပဲနဲ့နောက်ဆုံးမှာအဖန်နဲ့အရသာလေးကလုံးဝခရင်းဝင်ရှင်းထွက်တာစေပါတယ်